ဟုတ်ကဲ့ Closer Wrestling ရဲ့ Corner Season ပြန်လာပါပြီ။ဒီတစ်ခေါက်မှာတော့2014နဲ့2018ခုနှစ်တခြားမှာ Wrestling ပရိသတ်တွေကြားရေပန်းစားလူကြိုက်များခဲ့တဲ့ Mexican Lucha Libre Theme Wrestling Show တစ်ခုအကြောင်းကိုပြောပြမှာဖြစ်ပါတယ်။အဲ့တော့စလိုက်ကြအောင်။2025အစောပိုင်း WrestleMania 41ကာလမှာ WWE ရဲ့ Mexican Lucha Libre Worldwide Triple A ကိုဝယ်ယူလိုက်ကြအောင် Conference လုပ်ပြီးကြေညာလိုက်ပါတယ်။ Triple A ကိုဝယ်ယူပြီးနောက်ပိုင်းမှာတော့ WWE က promotion ကိုလည်းမဖြတ်သိမ်းမဲ့နဲ့ Triple A ရဲ့ event တွေကိုဆက်လက်ကျင်းပခဲ့ပြီး WWE မှာလည်း Mexican Luchador တွေအများပြားတွေ့လာရပါတယ်။အစောပိုင်းမှာ Mexican Luchador ဆိုလို့619တို့ Rey Mysterio လောက်နဲ့ပဲရင်းနှီးခဲ့တဲ့ WWE fan တွေအတွက်တော့ဒီလိုမျက်နှာဖုံးစု wrestler တွေကိုမြင်ရတာတမျိုးအမြင်ဆန်းစေပါတယ်။ Triple A နဲ့စိမ့်နေတဲ့သူတွေအတွက်2014နဲ့2018ခုနှစ်တွေကြားမှာထုတ်လွှင့်ခဲ့တဲ့ Triple A ရဲ့အမိုက်စား wrestling project တစ်ခုဖြစ်တဲ့ Lucha Underground နဲ့ကျွန်တော်မိတ်ဆက်ပေးကြပါတယ်။ Lucha Underground ကို United Artists Media Group ကစီစဉ်ပြီးတော့2014ခုနှစ်အောက်တိုဘာလမှာ Airy Network ကနေထုတ်လွှင့်ပြသခဲ့ပါတယ်။ Lucha Underground ရဲ့ထူးခြားချက်ကတော့တခြား promotion တွေလိုမျိုး live television broadcast နဲ့မဟုတ်ဘဲနဲ့ဇက်အိမ်တစ်ခုတည်းကိုအခြေပြုထားတဲ့ TV series ပုံစံမျိုးထုတ်လွှင့်ပြသတာဖြစ်ပြီးတော့ season ပေါင်း4ခုနဲ့ episode ပေါင်း128ခုထွက်ရှိခဲ့ပါတယ်။ series ရဲ့ဇက်လန်အန်ဂျီချုပ်ကတော့ Dario Cueto ဆိုတဲ့လူတစ်ယောက်ကငယ်စဉ်ကကိုယ်ပိုင် wrestling promotion လုပ်ချင်တဲ့ဆန္ဒတစ်ခုရှိခဲ့ပြီးတော့ Dario တယောက်စီးပွားရေးသမားအဖြစ်ကြီးပြင်းလာတဲ့အချိန်မှာတော့ကြီးစားနှမသမားတွေကိုခေါ်ယူခဲ့ပြီးတော့ Lucha Temple ဆိုတဲ့ underground ဆက်ဆံနေရာတစ်ခုမှာတိုက်ခိုက်ခဲ့ပါတယ်။ Dario Cueto ဖြစ် Spanish actor တယောက်ဖြစ်တဲ့ Luis Fernandez ကတရုပ်ဆောင်ခဲ့ပြီးတော့ Lucha Underground roster ထဲမှာတော့ Triple A ရဲ့ wrestler တွေ Rey Mysterio, Conan the Barbarian တို့လို Mexican wrestling legend အနေနဲ့ American, Japan တို့ကနာမည်ကြီး wrestler တွေလည်းပါဝင်ခဲ့ပါတယ်။ Celebrity appearance တချို့လည်းရှိခဲ့ပါတယ်။ Lucha Underground ဆိုတဲ့နာမည်နဲ့လိုက်အောင်ဟိုစတင်အပြည့်စင်တဲ့ crowd တွေကအစား Underground Fight ဆက်ဆံ innovative ဖြစ်စွာစီစဉ်လာတာဖြစ်ပြီးတော့ wrestler တွေရဲ့ငွေကြေးအတွက်ပြိုင်ဆိုင်ရတဲ့ပြိုင်ပွဲမျိုးတွေနဲ့ cinematic ဆက်ဆံကတ်စင်တွေဟာတကယ် Underground Fight တစ်ခုကိုကြည့်နေရတဲ့ vibe မျိုးပေးနိုင်ပါတယ်။အဲအကြောင်းနဲ့ Lucha Underground ရဲ့ competition format ကပိုပြီးကြမ်းတမ်းပြီးတော့ hardcore ဆန်တယ်လို့ပြောရတယ်။ Oh my god! Oh my god! Momentum here. El Dragon attack. Down the ball. It's all about. He's been on the side for months. Like it in the world. Hey, do it. Yeah. What must you do? My friend is down. Lucha Underground ရဲ့ပြိုင်ပွဲပုံစံကအမျိုးသားချင်းချင်းရှင်ပြိုင်ရတယ်မဟုတ်ဘဲနဲ့အမျိုးသားနဲ့အမျိုးသမီးပြန်လည်ရှင်ပြိုင်ရတဲ့ intergender match တွေလည်းရှိခဲ့ပါတယ်။လက်ရှိ WWE superstar တွေဖြစ်တဲ့ Chelsea Green နဲ့ Panther တို့ရဲ့ Lucha Underground ကပွဲရလက်ရှိအချိန်မှာတော်တော်လေး viral ဖြစ်ပြီးလူပြောများနေတဲ့အကြောင်းအရာတွေကတစ်ခုဖြစ်ပါတယ်။တကယ်တော့ Panther က Chelsea Green တယောက်တည်းနဲ့ပဲ Lucha Underground မှာရင်ဆိုင်ခဲ့တာမဟုတ်ဘဲနဲ့ WWE ရဲ့ Women's Division ရဲ့နာမည်အကြီးဆုံး wrestler တယောက်ဖြစ်တဲ့ Io Sky နဲ့လည်း Lucha Underground မှာပွဲတစ်ပွဲရှိခဲ့ပါတယ်။ Io Sky နဲ့ Panther တို့ရဲ့ပွဲက Lucha Underground ရဲ့အကောင်းဆုံးပွဲတွေကတပွဲလို့ပြောလို့ရပါတယ်။ Lucha Underground မှာလည်း Ultima Lucha ဆိုတဲ့ PPV တစ်ခုရှိပြီးတော့ season တစ်ခုပြီးတိုင်းမှာ final chapter ပုံစံမျိုးကျင်းပလေးရှိပါတယ်။ season 4အပြီး2018ခုနှစ်မှာတော့ budget ပြဿနာတွေကြောင့် Lucha Underground ရဲ့ထုတ်လွှင့်ပြသမှုကိုရပ်ဆိုင်းခဲ့ပါတယ်။ brutal ဖြစ်တဲ့ professional wrestling ကိုတာမန်တင်ဆက်နေကြပုံစံတွေနဲ့မတူဘဲနဲ့ Underground Fight ဇာတ်လမ်းဆက်ဆံပုံပေါ်ပြသခဲ့တဲ့ Lucha Underground ကပရိသတ်တွေရင်းထဲမှာ masterpiece တစ်ခုအနေနဲ့ကျင်းခဲ့ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ Closer Wrestling ရဲ့ YouTube channel မှာ wrestling နဲ့ပတ်သက်တဲ့ဘုဒ္ဓတရစရာအကြောင်းအရာတွေကိုတင်ဆက်ပေးနေရကြောင်းဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like လေးတစ်ချက်နဲ့နောက်ထပ် wrestling content တွေအတွက်ကျွန်တော်တို့ channel လေးကိုလည်း subscribe လုပ်ပေးဖို့မမေ့ပါနဲ့။